ဒါဒီကနေ့1386ခုနောက်ဆုံးနေ့နော်အကျဉ်းတက်နေ့မနေ့ဖြန်1389ခုနှစ်ရောက်မယ်ပေါ့တရားနာကြမယ်ပေါ့ဒကာကြီးဦးမျိုးတန်တို့ဒကမာကြီးတော်အောင်မစောတို့မိသားစုဟိုနေ့ကဒကမာကြီးကတရားတောင်းတာဒီနေ့တရားလေးတစ်ပုဒ်သူ့အတွက်ဆိုတာတဲ့အားလုံးလည်းပဲစဉ်းစားဖို့ဆင်ခြင်ဖို့ပေါ့လေမန္တလေးမှာငလျင်ဘေးကိုလက်တွေ့ကြုံလိုက်ရတဲ့အခါမှာသိချင်းတရားနဲ့ထိတ်တိုက်တွေ့လာတဲ့အချိန်ဒီအချိန်များငါတည်သွားမယ်ဆိုလို့ရှိရင်ဆိုတဲ့အတွေးကောင်းကောင်းမွန်မွန်လေးသိချင်းတရားကိုရင်ဆိုင်နိုင်တဲ့အစွမ်းရှိကျင်တယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားလေးတစ်ပုဒ်ဘုံဘုံတပည့်တော်တို့ဆုံးမပါလို့တရားတောင်းထားနော်ဒါလူတိုင်းတွေ့ရမယ်အခက်အခဲပေါ့အခက်အခဲဖြစ်တဲ့အတွက်ကြောင့်အရေးချင်းရှိမှပဲပြေလည်အောင်ရှင်းနိုင်မှာအခက်အခဲဆိုတာအရေးချင်းမရှိရင်ကိုယ်လွှမ်းမိုးဖိစီးနှိပ်စက်သွားမယ်အရာကိုကအရေးချင်းရှိမယ်ဆိုရင်တော့လွယ်လွယ်ကူကူကြော်လွှားသွားနိုင်မယ်ပေါ့ဒါဘုန်းဘုန်းတို့လည်းပဲအဲ့ဒီသေခြင်းဆိုတဲ့အခက်ခဲနဲ့ပတ်သက်ပြီးတော့မကြာခဏစဉ်းစားဖြစ်တယ်ပေါ့စဉ်းလဲစဉ်းစားသင့်ပါတယ်လူတိုင်းဒကမာကြီးကအဲ့လိုဘုန်းဘုန်းကိုရှောက်တော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကဒီငလျင်နဲ့ပတ်သက်ပြီးတော့ပဲရှောက်တဲ့ဒကမာကြီးတယောက်အကြောင်းကိုလည်းပဲပြောပြခြင်းတယ်ပေါ့သူကငလျင်လှုပ်တော့ဘန်ကောက်ရောက်နေဒကမာကြီးကအသက်80ကျော်26ထပ်မှာရောက်နေတာတဲ့အကုန်လုံးပြန်ဆင်းကြရမယ်အကုန်လုံးတခါတည်းဝယုံ3ကားနဲ့အဲ့တော့ငါတော့သေတော့မှာပဲဒီတခါတော့ပြေးမလွတ်တော့တော့ဘူးလို့သူတွေးမိတယ်ဒါပေမဲ့သူကတော့မေတ္တာကိုစီးပြန်ထားမေတ္တာပွားတဲ့အလေးအကျင့်ကိုသူကတော်တော်များများကြီးလေ့ကျင့်ထားတယ်တဲ့သေဘေးနဲ့လက်တွေ့ကြုံလာတဲ့အချိန်မှာသူပွားများအထုတ်ထားတဲ့လေ့ကျင့်ထားတဲ့အလေးအကျင့်ကောင်းလေးကအဲ့ဒီအချိန်မှာရောက်လာတယ်စိတ်ထဲမှာတတ္တဝါတွေချမ်းသာစေခြင်းနဲ့စိတ်ကပဲလွယ်လွယ်တကူဖြစ်လာပြီးတော့ဒီအချိန်မှာငါသေရမယ်ဆိုရင်ဘယ်လိုလဲလုံးဝကြောက်မနေဘူးတဲ့ကြည်ကြည်လင်လင်အေးအေးချမ်းချမ်းအဲ့တော့သူကဘာပြောတော့ဆိုတော့တပည့်တော်တော်တော်ကျဉ်တ်သွားတာကြောက်တဲ့စိတ်လည်းမရှိဘူးဆင်းရဲတဲ့စိတ်လည်းမရှိဘူးသေမယ်ဆိုရင်လည်းသေလိုက်ဖို့ပဲသူကိုကြောက်တဲ့သဘောကဖြစ်မလာဘူးသူကတော့မေတ္တာရဲ့အာနိသင်မေတ္တာတရားသူကထားတဲ့အခါမေတ္တာတရားသူ့ကိုပဲသူ့စိတ်ကိုပဲပြန်ပြီးတော့စောင့်ရှောက်သွားတာပေါ့နော်အဲ့တော့ဘုန်းဘုန်းတို့ဒီကနေ့မှာကောင်းကောင်းမွန်မွန်လေးသိခြင်းညာတယ်နော်စူစူဝါဝါရုပ်ပြည့်ဆင်းပြည့်ဒါမျိုးယူမှမဖြစ်ချင်ပါဘူးအဲ့တော့တကယ်တမ်းဆင်းရဲတာဘာတော့လို့မေးရင်အဲ့ဒီချိန်မှာဆင်းရဲအောင်နှိပ်စက်တာဒေါသအဲ့ဒါဘုံဘုံကအခုဒီလာကနီးမှာလူတွေဟာလောဘဒေါသမောဟဆိုတဲ့ဒီတရား၃မျိုးရဲ့အကြောင်းကိုကောင်းကောင်းနားလည်ထားတဲ့တယ်လို့တွေးမိအဲ့ဒီအကြောင်းလေးလည်းပြောအောင်မှပဲလို့စိတ်ထဲမှာအဲ့လိုတွေးမိဒါဘုံဘုံတို့အဲ့ဒီအချိန်မှာကြောက်လန့်နာတော့၎င်းထိတ်လန့်နာတော့၎င်းစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတာတကယ်တမ်းကဘာလဲလို့မေးဒေါသကနှိပ်စက်နေတာပဲအဲ့ဒီအချိန်မှာဒီဖြစ်နေတဲ့အခြေအနေကြီးကိုသူလက်မခံနိုင်ဘူးဒီတိုင်းမဖြစ်ချင်ဘူးစိတ်တိုင်းမကြဘူးအလိုမကြဘူးဆိုတော့အဲ့ဒါဘာတော့ဒေါသပေါ့အဲ့ဒီဒေါသကဘာကြောင့်ဖြစ်တာတော့နိကတဲ့အကြောင်းတရားကိုရှားလိုက်ရင်ပြည့်ရတော့မဲ့ဘဝအခြေအနေကိုမပြည့်ချင်ဘူးဒီတိုင်းလေးပဲဆက်ပြီးတော့ကောင်းကောင်းလေးဖြစ်နေစေခြင်းနေဘဝရဲ့ပေါ်မှာတန်ရောစဉ်မကင်းဘူးတွေ့တာမှုမကင်းဘူးမမောမှုမကင်းဘူးပြောရရင်လောဘကြောင့်မလို့ဒေါသဖြစ်နေတာဟုတ်လားဒေါသရဲ့ရှေ့မှာဘာရှိနေတာကိုဘုန်းဘုန်းတို့မြင်ရမလဲ
လောဘရှိနေတာမြင်ရမယ်နော်လောဘဆိုတာငွေကြီးတွေကိုရခြင်းလွန်းတာမှလောဘလို့နားလည်ထားလို့မရဘူးလောဘကကာမပေါ်မှာမမောတဲ့လောဘရဲ့ဘဝရဲ့ပေါ်မှာမမောတဲ့လောဘရဲ့လို့အကျဉ်းများဖြင့်လောဘကနှစ်မျိုးရှိတယ်ဒါဘုန်းတို့ဒေါသတွေဖြစ်နေတာဘာကြောင့်လုံးလို့မေးရင်လောဘရဲ့နောက်ွယ်ကလှုံ့ဆော်ပေးနေမှုကြောင့်လို့ဘုန်းတို့နားလည်လို့ရတယ်ဟုတ်ပြီအဲ့လို့ဆိုရင်အဲ့ဒီလောဘကိုဘာကြောင့်ဖြစ်နေတာတော့အဲ့ဒီလောဘရဲ့ရှေ့မှာဟောဘာရှိတုံးလို့မေးရင်ဘဝရဲ့ဆင်းရဲတဲ့သဘာဝအမှန်ဒုက္ခသစ္စာကိုနားမလည်တဲ့မသိတဲ့မမြင်တဲ့မောဟရှိနေတယ်ဒါကိုမမောနေတယ်ဆိုတာဒါရဲ့အမှန်သဘာဝကိုမသိလို့တကယ်တမ်းကကိုမမောနေတဲ့အရာကိုတန်ရောစင်မပြတ်တဲ့အရာကောင်းမွန်တဲ့အရာတစ်ခုဟုတ်မနေဘူးမကောင်းမွန်တဲ့အရာကြီးပဲဒုက္ခသစ္စာကြီးပဲသူကဒါပေမဲ့ဘုန်းတော်ကဘဝဒုက္ခသစ္စာပါဆိုတာကိုနားရဝယုံလောက်ပဲကြားထားတာတကယ်နားလေသေးတာမဟုတ်ဘူးတကယ်နားလေသွားရင်လည်းအဲ့ဒါအရိယာဖြစ်သွားမှာနော်ဒုက္ခသစ္စာကိုပိုင်းခြားသိပြီဩဘဝကောင်းတဲ့သဘောမဟုတ်ပါလားလို့တကယ်နားလေလို့ရှိရင်ဘဝရဲ့ပုံမှာဖြစ်ပေါ်နေတဲ့တွေ့တာမမောမှုဟာအစင်းစင်းငြိမ့်သွားမှာပဲလောဘငြိမ့်ပြီဆိုရင်အဲ့ဒါဒုက္ခငြိမ့်တော့တာပဲဘာဒေါသမှလည်းဆက်ဖြစ်เสียအကြောင်းမရှိဘူးတို့ဒီကနေ့မှဆင်းရဲတယ်ဆိုတာဘာတုံးလို့မေးရင်ဒေါသပဲအဲ့ဒီဒေါသရဲ့ရှေ့မှာတနည်းအားဖြင့်ဒေါသရဲ့နောက်ွယ်မှာဘယ်သူရှိတော့လောဘရှိတယ်ရေဘူးရပြောတာနော်အဲ့ဒီလောဘရဲ့နောက်ွယ်မှာရောနောက်ထပ်ကြိုးကင်နေတဲ့အလွန်ကြီးမားတဲ့ကြောက်မက်ဖွယ်ရာခေါင်းဆောင်ကြီးရှိတယ်ဘယ်သူတုံးဆိုတော့မောဟအဝိဇ္ဇာလောဘဒေါသမောဟတကယ်ဖြစ်စဉ်ကမောဟလောဘဒေါသဒီလိုသွားတယ်နော်အဲ့တော့ကျွတ်တို့ကဒေါသဖြစ်မှပဲဆင်းရဲတယ်ဆိုတာသိကြဒေါသဖြစ်ပြီဆိုရင်တော့ဆင်းရဲတော့တာအဲ့ဒီဒေါသဟာလောဘကြောင့်ဖြစ်နေတာလို့လောဘရဲ့နော်အစွမ်းကိုကြတော့ဘုန်းတော်ကသိပြီးတော့မမြင်မိဘူးနော်အဲ့ဒီလောဘကလည်းပဲမောဟကြောင့်ဖြစ်နေတာလို့မောဟရဲ့အစွမ်းကိုကြတော့ပို့ပြီးတော့တောင်မမြင်မိဘူးအဲ့ဒါလို့ဆိုရင်ဘုန်းတို့မဆင်းရဲခြင်းဘူးဆိုလို့ရှိရင်ချမ်းသာခြင်းနဲ့ဆိုရင်ဒေါသမဖြစ်အောင်လုပ်ရမယ်ပေါ့ခုနကတော့တက္ကမကြီးကမေတ္တာတရားကြောင့်နောက်သေခြင်းတရားနဲ့လက်တွေ့ကြီးတွေ့တဲ့အခါမှာမကြောက်ဖဲနဲ့အယံသင့်အနေထားလေးဖြစ်နေကြည်ကြည်လင်လင်လေးဖြစ်နေတယ်အဲ့ဒါကိုတောင်သူသတိထားမိတယ်ပေါ့အဲ့ဒီဒေါသမဖြစ်အောင်ဘာလုပ်ရမှာတော့သူကတော့အဲ့ဒါမေတ္တာတရားနဲ့လုပ်နေတာမေတ္တာကလည်းဒေါသကိုဓာတ်ရိုက်နော်အားနည်းစေနိုင်တဲ့အစွမ်းရှိတော့ဒါကြောင့်မေတ္တာရဲ့စွမ်းအားတွေထဲမှာသေကာမတွေ့10ခုမြောက်အကျိုးကျေးဇူးနော်မေတ္တာတရားရဲ့စွမ်းအားအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်ရွှင်ကြည်မျက်နှာသေကာမတွေ့လားလေဖြင့်မှာ17ဖြာဒီမေတ္တာပွားမှုအကျိုးတွေအတ္တံမုံလောကာလံကရောတိသေခြင်းတရားနဲ့နှစ်ဘူးတွေဒူးတွေတွေ့တဲ့အခါမှာဘာမှတွေ့တွေ့ဝေကြောက်ကြောက်ရွံ့ရွံ့ထိတ်ထိတ်လန့်လန့်ဖြစ်မနေဘူးတဲ့တည်တည်ငြိမ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 ်အေးအေးသေခြင်းတရားကိုရင်ဆိုင်စေနိုင်လိမ့်မယ်ဘယ်သူကတော့မေတ္တာတော့မေတ္တာကြောင့်အဲ့လိုဖြစ်တာပေါ့နော်ခုဒီမှာဘုန်းတော်တော့ကြည်ကြည်ပြတ်ပြတ်ပြောကြည့်ချင်တာဒေါသမဖြစ်ရင်မစင်ရဲဘူးဒါနဲ့ဒေါသဘယ်သူကအဲ့ဒီအချိန်မှာဒေါသဖြစ်အောင်လှုံ့ဆော်နေတာတော့လို့မေးရင်လောဘကျွတ်တို့ဘဝရဲ့ပုံမှာကျွတ်တို့ပတ်ဝန်းကျင်တွေရဲ့ပုံမှာကျွတ်တို့မိသားစုဝင်တွေရဲ့ပုံမှာကျွတ်တို့ပိုင်ဆိုင်မှုတွေရဲ့ပုံမှာကျွတ်တို့ဟာအလွန်အမင်းကိုပဲညီကပ်တွေ့တာနေတာတွေရှိတယ်အဲ့ဒါသေတော့မယ်ဆိုတော့အဲ့ဒီအတိုင်းမျိုးအဲ့ဒီအခြေအနေအရအကုန်လုံးဟာပြိုရတော့မယ်ပြည့်ရတော့မယ်ဒါသူသိနေတယ်သိနေတော့ဒါသူလက်မခံနိုင်ဘူးဘယ်တိုင်းတာထိသူလက်မခံနိုင်လဲလို့မင်းသူလောဘကြီးကြီးသလောက်လက်ခံနိုင်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဒါနဲ့ဘာကြောင့်အဲ့လောက်ကြီးသူတွယ်ကတ်နေရတာတော့မစွန့်နိုင်မခွာရဲ့ဖြစ်နေရတာတော့လို့မေးသူတွယ်ကတ်နေတဲ့အရာကြီးဟာတကယ်တမ်းကဒုက္ခသဘောကြီးပါဆိုတဲ့ဒုက္ခသစ္စာအမှန်ကိုသူသိမှုမြင်မှုအလွန်အားနည်းလို့မသိလို့မောဟပေါ့နော်အဲ့လိုဆိုရင်ကျွတ်တို့အဖြေလေးရေးရေးလေးပေါ်လာပြီကျွတ်တို့ရဲ့အသိဉာဏ်ပညာကိုသာအားကောင်းကျွတ်တို့ကြိုးစားရမယ်ဟုတ်တယ်မဟုတ်လားဘာလို့သိတာကိုဒီနေရာမှာအသိဉာဏ်ပညာလို့ဘုံဘုံကပြောကျင်တာတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုအမှန်တိုင်းသိတာကိုဒီနေရာမှာပညာလို့ပြောကျင်တာ
အခုတတိပဋ္ဌာန်တရားအားထုတ်ပြီးတော့ကိုတွေ့တာမမောနေတဲ့အရာတွေရဲ့သဘာဝကိုအမှန်သိအောင်ကြိုးစားကြတာကျွတ်တို့မမောနေတာကျွတ်တို့ဘဝနဲ့ဆက်ဆက်နေတဲ့အရာတွေရဲ့ပုံမှာမမောနေတာပဲမဟုတ်လားနည်းနည်းလေးအသေးစိတ်ပြောရရင်မြင်ရတာတွေကြားရတာတွေနားရရှုရစားတော့ရတွေ့ရထိရတွေ့ကြမိတာတွေဒါတွေရဲ့ပုံမှာပဲကျွတ်တို့ဘာဖြစ်နေတာတော့မမောနေကြတာဘာလို့ဒါတွေရဲ့ပုံမှာမမောနေတာတုံးဆိုတော့ဒါတွေရဲ့သဘာဝအမှန်ကိုမသိလို့ပဲဒါတွေရဲ့သဘာဝအမှန်ဒုက္ခသစ္စာပဲဆင်းရဲနေတဲ့သဘောပဲသို့တော့ဆင်းရဲနေတဲ့သဘောကိုသိကျင်နေဆိုရင်သူ့ရှိကအရင်မတည်မြဲမှုအမြဲတမ်းပြီးဆုံးလိုက်နေမှုပျောက်ပြက်သွားနေမှုဆိုတဲ့အနိစ္စကိုမြင်ဖို့လိုအပ်တယ်အနိစ္စကိုမမြင်မဲနဲ့ဒုက္ခကိုမမြင်နိုင်ဘူးဟုတ်လားအဲ့ဒါလို့အချိန်တိုင်းပြီးဆုံးလိုက်နေတယ်အဖြစ်အပျက်တိုင်းဟာချုပ်ပြောက်လိုက်နေတယ်ပြီးဆုံးမှုနဲ့ပဲဒလဇက်အဆုံးတတ်နေရတယ်ဆိုတဲ့ဒီအနိစ္စသဘာဝကိုသိဖို့အတွက်ဖြစ်စဉ်တိုင်းကိုဒလဇက်ဘာလို့ရတော့တတိထားနောက်တတိထားနေတဲ့အလေးအကျင့်ကောင်းကဘာကိုဓာတ်ရိုက်သူကတိုက်ခိုက်နေတာတော့အာနေသွားစီမှာတော့လို့မေးရင်အဝိဇ္ဇာဆိုတဲ့မောဟဓာတ်ကိုအာနေစေမောဟအာနေရင်အာနေတဲ့လောက်မသိလို့လိုချင်နေရတဲ့ဆွဲမဲ့နေရတယ်လို့ဆိုတဲ့လောဘဟာလည်းပဲအလိုလျောက်အာနေပြီးသားဟုတ်လားအဲ့ဒီလိုချင်မှုမမောမှုအားနေသွားရင်အားနေသွားသလောက်သူ့ကြောင့်ဖြစ်ရတဲ့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဟုတ်လားဒေါသဓာတ်တွေလည်းဘာဖြစ်သွားမှာလို့အားနေသွားမှာပဲအဲ့လိုဆိုရင်ကျွတ်တို့ဟာအသေးကနေ့မှာကိုယ့်ကိုနှိပ်စက်မဲ့ဒေါသရဲ့လက်ကနေပြီးတော့နော်လွတ်မြောက်အောင်ဘလို့လုံးမလဲဆိုတဲ့နီလန်းကိုသိပြီးသားဖြစ်သွားတယ်ပေါ့နော်မောဟအားနေအောင်တတိမပြတ်ထားရမယ်ပေါ့ဟုတ်လားတတိမပြတ်ထားလို့အနိစ္စကိုနားလည်လာတာနဲ့အမျှဒုက္ခသဘောကိုပို့ပြီးတော့ရိပ်မိလာမယ်ပေါ့ဘာကြီးဖြစ်နေလို့မှမမောစရာမဟုတ်ဘူးဆိုတာကိုနားလည်မယ်ပေါ့ဟုတ်လားအဲ့ဒီဒုက္ခသဘောကိုနားလည်လာလေလေဒါမောဟဓာတ်အားနေသွားတယ်လို့ပြောရမှာမောဟဓာတ်အားနေလေလေလောဘဓာတ်လည်းနေလေလေလောဘဓာတ်နေရင်ဒေါသဓာတ်လည်းနေသွားမယ်ဒါဆိုရင်ဘုန်းဘုန်းတို့ဟာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရင်ဆိုင်နိုင်အောင်လည်းပဲကျင့်သုံးရရောက်သွားတယ်ပေါ့ပြစ္ဆုတ်ပံမှာလည်းပဲငြိမ်းအေးအောင်ချမ်းသာအောင်နေထိုင်ရရောက်တယ်လို့တစ်ချိန်မှာတေချာပေါက်တွေ့ရမယ်သိခြင်းတရားကိုလည်းပဲအဆင်ပြေအောင်ကြိုတင်ပြီးတော့ပြင်ဆင်ပြီးသားလည်းဖြစ်သွားတယ်ပေါ့ဘယ်လိုလဲလို့မေးရင်တတိပဋ္ဌာန်အလုံးပဲဟုတ်လားအဲ့လိုလေးဆက်ဆက်မှုလေးကိုဘုံဘုံကနားလေစေခြင်းဒါလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့နားလည်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာပေါ့နော်လောဘဒေါသမောဟကိုနားလည်ရင်အလောဘအဒေါသအမောဟကိုလည်းနားလည်ပြီးသားအထိုက်လျောက်ဖြစ်သွားမှာနော်အမောဟဆိုတာပညာပဲပညာဆိုတာအမှန်သိတာအမှန်သိတာဆိုတာဘယ်ရာကိုဘာလို့သိတာကိုအမှန်သိတာလို့ပြောတာတော့ဘဝကိုဆင်းရဲလို့သိတာကိုအမှန်သိတာဒါပေမဲ့အဲ့ဒီအဆင့်ကဓာတ်ရိုက်သွားလို့မရဘူးဘယ်ဟာကိုသိရမှတစ်ဆင့်သွားရမှာလဲလို့မရင်အနိစ္စကိုသိရမှတစ်ဆင့်သွားရမှာဟုတ်လားဒါကြောင့်သစ္စာလေးပါးကိုသိတဲ့ဒီဉာဏ်ထူးကဲတဲ့ဉာဏ်တွေကိုရပုံရနည်းလေးတွေမြတ်စွာဘုရားပြောပြတဲ့ဒေသနာတွေအများကြီးရှိတယ်အထူးသဖြင့်အလွန်ထင်ရှားတယ်ဟိုအနတ္တလက္ခဏာသုတ်တန်တို့ဒါလူတိုင်းရွတ်နေတာကိုကောင်းတဲ့ပေါ်လာတာပြောတာပါမြတ်စွာဘုရားကဒီသဘာဝတရားတွေကိုဒါဟာမြဲသလားမမြဲဘူးလားလို့အရင်မေးတယ်မမြဲဘူးဆိုတဲ့အခါကျတော့မမြဲတဲ့တရားတွေဟာအကောင်းဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားဟာမဖြစ်နိုင်ဘူးမြဲလည်းမမြဲတဲ့ကောင်းလည်းမကောင်းတဲ့ဒီတရားကိုငါလို့ငါဥစ္စာလို့ဆွဲဆွဲလန်းလန်းမှားမှားယွင်းယွင်းအဲ့ဒါလိုလှုပ်ထားသင့်သလားလို့ဆက်မေးတယ်နော်ဟုတ်လားလှုပ်မထားသင့်ဘူးပေါ့အဲ့ဒီလိုမျိုးဒါငါဥစ္စာငါလိပ်ပြမဟုတ်ဘူးသဘာဝတရားလို့အနိစ္စကိုသိရမှတဆင့်နားလည်လာတဲ့သဘောလေးကိုမြတ်စွာဘုရားဒီမှာယထာဘူတံသမ္မာပညာယတထဗံဟုတ်လားဒါဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်တဲ့ဉာဏ်ပဲအဓိကအနိစ္စကိုသိတဲ့ဉာဏ်ကိုပြောတာဟုတ်လားဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမြင်ပြီဆိုတော့မှဉာဏ်တွေကအဆင့်ဆင့်ဆက်ပြီးတော့မြင့်နိုင်တာဘယ်ဉာဏ်ကိုဆက်ပြီးတော့တက်တော့နေပြီးတာနော်ယထာဘူတဉာဏ်ရင့်တန်လာရင်နေပြီးတာဉာဏ်ရမယ်ပေါ့ယထာဘူတဉာဏ်ဆိုတာအထူးသဖြင့်အနိစ္စကိုနားလည်တဲ့ဉာဏ်ကိုပြောတာဟုတ်လားနေပြီးတာညီးငွေတဲ့ဉာဏ်ကိုရလို့ရှိရင်ဝိဒါကဆွဲမဲ့မှုကင်းတယ်ဒါမဲ့ဉာဏ်ကိုပြောတာအဲ့ဒါဆိုရင်ဝိမု ക്തി လွတ်မြောက်တယ်ဖို့ဉာဏ်ကိုပြောတာဒါအလွန်မြင်မာတဲ့ဉာဏ်တွေဟာဘယ်ပုံပဲနည်းအစဉ်စဉ်ဖြစ်ပေါ်သွားတယ်လဲဆိုတာမြတ်စွာဘုရားရှင်းပြတာအဲ့တော့ဘုန်းဘုန်းတို့က
ဘဝရဲ့ဒုက္ခသဘောကိုအမှန်သိတဲ့ဉာဏ်ပညာကိုရကျင်တယ်ဆိုရင်ဘာကိုယင်သိအောင်လုပ်ရမှာတော့အနိစ္စကိုယင်သိအောင်လုပ်ရမှာအနိစ္စကိုသိကျင်တယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံဖြစ်နေတဲ့သဘာဝတိုင်းကိုဖြစ်စဉ်တိုင်းကိုတတ်နိုင်သမျှသတိမပြတ်အောင်ဘုန်းဘုန်းတို့ကြိုးပမ်းအထောက်ရဒါပဲကျင့်စဉ်ကဟုတ်ပြီနော်အဲ့ဒါဘုန်းဘုန်းကဒီသိခြင်းတရားဆိုတာကလူတိုင်းတွေ့ရမယ်ကြုံရမယ်သဘာဝဒါနဲ့ပတ်သက်ပြီးတော့အများကြီးလည်းပဲတို့ဒေသနာတွေကိုနော်ရှာဖွေပြီးတော့ကြည်ပြစ်တယ်အများကြီးလည်းပဲပြောပြစ်တယ်ပေါ့နော်လူတွေတော်တော်များများလည်းပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အများကြီးနားထောင်ဘူးကြတယ်ပေါ့ခုထွက်ခွာသွားမည်သူများအတွက်ဆိုပြီးတော့တိတိကျကျလေးစီစဉ်ပြီးတော့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်စာအုပ်လေးလည်းထုတ်ထားတာရှိတယ်နော်မြို့ထဲမှာကင်းစာဝေဒနာခံစားပြီးတော့နေလားညာလားအလွန်မှသိခြင်းတရားနဲ့နီးကပ်နေတဲ့ဒကမာကြီးတယောက်ရှိတယ်လိုပဲသူလည်းကြီးကြီးလင်းလင်းပဲဘာလို့ကြီးကြီးလင်းလင်းလေးဖြစ်နေတာလို့ဘုံဘုံကမေးတော့အဲ့ဒီတရားကိုအလွတ်ကျက်ထားတယ်တဲ့အလွတ်ရအောင်လုပ်ထားတယ်သူ့အတွက်အဲ့ဒီတရားလေးကသိခြင်းတရားကိုရင်ဆိုင်နိုင်ဖို့အတွက်အလွန်မှကိုပဲအထောက်အကူပြုတဲ့တရားတစ်ပုဒ်ပေါ့နော်ဒါဘုံဘုံတို့တရားမဟုတ်ပါဘူးမြတ်စွာဘုရားဟောခဲ့တဲ့သိခြင်းနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ပုံရင်ဆိုင်နည်းသိခြင်းတရားနဲ့တွေ့လိုက်ရင်တတ္တဝါတွေရဲ့ဖြစ်တတ်တဲ့သဘာဝဒါကိုပြည်လေအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နီလန်းဒါတွေကိုရှာဖွေစုဆောင်းပြီးတော့ဘုံဘုံတို့ကတစုတစည်းတည်းဖြစ်အောင်တတ်နိုင်သမျှအထုတ်ထားတဲ့အပိုင်းပဲရှိတာတကယ်ကကိုသိတာမြင်တာကိုပြောထားတာဘာမှမပါမြတ်စွာဘုရားမြင်ခဲ့တာသိခဲ့တာပြောခဲ့တာတွေကိုပဲတဆင့်ပြန်ပြီးတော့စုစည်းပြီးတော့ပြောထားတာလောက်ပဲရှိတာအဲ့ဒီထဲမှာအလွန်လဲထင်ရှားတဲ့သုတ်တန်လေးတစ်ပုဒ်ဒါသိခြင်းအကြောင်းကိုပြောကြပြီဆိုလို့ရှိရင်မဖြစ်မနေနားလည်ထားတဲ့နော်တာမန်နားလည်ုံမျှမကပဲနဲ့ကျွမ်းကျွမ်းကျင်ကျင်ကိုပဲနားလည်ထားတဲ့နယ်လို့ဘုံဘုံကဆိုရင်လည်းအဲ့ဒီဒေသနာလေးအဘေယသုတ်တန်နဲ့အချင်းချုပ်ပြီးတော့ပြောမယ်နော်မြတ်စွာဘုရားလက်ထက်ကဇာနုသောနိဆိုတဲ့ပုံနာကြီးတယောက်မြတ်စွာဘုရားဒီရောက်လာပြီးတော့မြတ်စွာဘုရားကိုစကားတခွန်းလျှောက်တယ်တဲ့ပါလျှောက်တုံးဆိုတော့လောကမှာသေခြင်းနဲ့တွေ့လာပြီသေဘေးနဲ့တွေ့လာပြီဆိုရင်မကြောက်တဲ့လူမရှိပါဘူးအကုန်လုံးဟာကြောက်ကြလန့်ညတာကြီးပဲသေဘေးနဲ့တွေ့လာရင်မကြောက်တဲ့လူမရှိဘူးအဲ့လိုသူ့ရဲ့အမြင်ကိုမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားတခါကြီးသေဘေးချင်းချောက်လာပြီဆိုရင်ကြောက်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့မကြောက်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်လူတိုင်းကြောက်နေတာမဟုတ်ဘူးဒါပေမဲ့လို့ဘုရားကြီးမြင်တာကကြောက်တဲ့ပုဂ္ဂိုလ်ပဲအများစုမြင်ရလို့သူကလူတိုင်းကြောက်တယ်လို့ထင်တာပေါ့ဒါလည်းပဲရေဘူးရသဘောကတော့ကြောက်တဲ့ပုဂ္ဂိုလ်ပဲများပါတယ်သို့တော်လည်းပဲမကြောက်တဲ့ပုဂ္ဂိုလ်လည်းရှားရှားပါပါရှိနေတယ်အဲ့တော့ကျွတ်ကအဲ့ဒီရှားရှားပါပါမကြောက်တဲ့အုပ်စုတွေပါဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီသုတ်တန်လေးကိုကောင်းကောင်းနားလေအောင်နော်ကြိုးပမ်းအထောက်ထားဖို့လိုမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားတရားမှာမကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်တရားမှာကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်ဆိုပြီးအဲ့ဒီသုတ်တန်လေးထဲမှာဟောတယ်ဒါတရားမှာကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်ကိုဘယ်လိုဟောတော့ဆိုတော့တချို့ပုဂ္ဂိုလ်တွေဟာတဲ့ကာမအာယုန်တွေရဲ့ပုံမှာမမောမှုတွေ့တာမှုမကင်းဘူးနော်ကာမအာယုန်တွေရဲ့ပုံမှာအထူးသဖြင့်ကိုမိသားစုဝင်တွေနော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုယ့်ရဲ့လုပ်ငန်းတွေဒါတွေလို့ပြောလို့ရပါတယ်ဟုတ်လားအဲ့ဒါတွေရဲ့ပုံမှာတွေ့တာမမောမှုမကင်းဘူးအဲ့လိုပုံကိုယ်တွေဟာတေဂာနိခါကာလရောက်တဲ့အခါမှာငါမျက်နှိုးတဲ့အရာတွေကိုငါစွန့်ရတော့မှာပါလားဆိုတဲ့အတွေးနဲ့မသက်မသာမချမ်းမသာသိခြင်းတရားကိုကြောက်ရွံ့ထိတ်လန့်စွာရင်ဆိုင်သွားကြတယ်တဲ့ဒါနံပါတ်1ပေါ့နော်နောက်နံပါတ်2ကဘာပြောဆိုအဲ့ဒီမှာတော့သူကကာယေလို့သုံးတယ်ကာယေဆိုတာဒီကိုယ်ခန္ဓာကိုပြောတာအဲ့ဒါကိုနားလည်လို့အောင်ပြောရင်ကိုယ်ဘဝကြီးပေါ့ဟုတ်လားကိုယ်ခန္ဓာရဲ့အပေါ်ကိုယ်ဘဝရဲ့အပေါ်မှာတွေ့တာမမောမှုမကင်းဘူးအဲ့သိရတော့မယ်လဲဆိုရောငါတွေ့တာမမောတဲ့အရာနဲ့ငါမခွဲရတော့မှာပါလားဆိုတဲ့စိတ်ကသူ့ကိုချိန်ချောက်တယ်ဒါကြောင့်သူဟာကြောက်ရွံ့ထိတ်လန့်မှုနဲ့သိရတယ်တဲ့နော်ကာမရဲ့ပုံမှာတွေ့တာမမောမှုမကင်းတဲ့သူဘဝရဲ့ပုံမှာတွေ့တာမမောမှုမကင်းတဲ့သူနော်တတိယပုဂ္ဂိုလ်ကတော့ဘယ်လိုပုဂ္ဂိုလ်တုံးဆိုတော့အကုသိုလ်တွေပြုတ်တာတယ်ကုသိုလ်ကောင်းမှုကမပြုတ်ရသေးဘူးနော်မဟုတ်တာတွေသူ့ဘဝသူပြန်ကြည့်လိုက်ရင်သူလှုပ်ထားတဲ့ထင်ရှားတဲ့မကောင်းမှုတွေကပေါ်နေတယ်ပေါ့နော်အဲ့လိုဆိုရင်သူတေဂာနီးမှာငါတော့မဟုတ်တာတွေလှုပ်ထားတာဒါတွေကတော့တေချာပေါက်ငါ့ကိုနှိပ်စက်တော့မှာပဲဆိုတဲ့အတွေးနဲ့ကြောက်ရွံ့ထိတ်လန့်ပြီးတော့သိရတတ်တယ်နော်နောက်၄ခုမြောက်ပုဂ္ဂိုလ်ကတော့ဘယ်လိုတုံးဆိုတော့
သူတော်ကောင်းတရားရဲ့ပေါ်မှာတန်တရားတွေဖြစ်နေတယ်အလွန်ရိုးရှင်းတဲ့သူတော်ကောင်းတရားရဲ့ပေါ်မှာသူတန်တရားဖြစ်နေတယ်တန်တရားရှိနေတယ်ကံကံရဲ့အကျိုးနော်ဒီစေတနာတွေကနော်ကောင်းကျိုးဆိုးကျိုးကိုဖြစ်စေတယ်ဆိုတာဟုတ်မှဟုတ်ပါမလားဟုတ်လားနောက်ဘဝရှိတယ်ဆိုတာဟုတ်မှဟုတ်ပါမလားဒီအကျင့်မြတ်တွေကိုကျင့်တာတကယ်ငြင်းအေးမှုကိုရနိုင်တာဟုတ်မှဟုတ်ပါမလားအလွန်ရိုးရှင်းတဲ့သူတော်ကောင်းတရားရဲ့ပုံမှာပဲသူ့မှာတန်တရားတွေတပြုံတစ်ခဲကြီးနဲ့ဖြစ်နေတယ်နော်အဲ့လိုတန်တရားမကင်းတဲ့ပုံကိုယ်တွေကလည်းတေဂာနီမှာကြောက်ရတတ်တယ်ပေါ့ဒါတေမှာကြောက်တဲ့ပုံကို၄ယောက်ဆိုတာအဲ့ဒါပဲနော်ကာမနဲ့ဘဝရဲ့ပုံမှာတွေ့တာမမောမှုမကင်းဘူးအကုသိုလ်တွေပြုပြီးတော့ကုသိုလ်ကမပြုတ်ရသေးဘူးဆိုတဲ့အနေအထားတစ်ခုပြီးတော့သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားမကင်းဘူးဆိုတဲ့အနေအထားတစ်ခု၄မျိုးပေါ့နော်ဒါတေမှာမကြောက်တဲ့ပုံကို၄ယောက်ဆိုတာကျတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲဟုတ်လားကာမနဲ့ဘဝရဲ့ပုံမှာမမောမှုကင်းတယ်ဟုတ်လားကုသိုလ်တရားတွေများတယ်အကုသိုလ်တရားနည်းတယ်ပေါ့သူတော်ကောင်းတရားရဲ့ပုံမှာဘာမှကြီးမားတဲ့တန်တရားမရှိဘူးအဲ့ဒါဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတေမှာမကြောက်ဘူးတဲ့အဲ့တော့ဒီနေရာမှာကာမနဲ့ဘဝရဲ့ပုံမှာမမောမှုတွေ့တာမှုကင်းဖို့ဆိုတာကနော်သမုဒ္စေတပါဟအဖြစ်လောဘကိုဖြတ်တောက်နိုင်ဖို့ဆိုတာကတကယ်ကိုအရိယာဖြစ်မှဟုတ်လားပြောရရင်သောတာပန်တောင်မှကာမနဲ့ဘဝရဲ့ပုံမှာတန်ရောစဉ်ကင်းပြီလားမကင်းသေးဘူးဒါပေမဲ့သောတာပန်အပေကြသလားမကြဘူးမကောင်းတဲ့ဘဝမရောက်ဘူးတော့ကာမနဲ့ဘဝရဲ့ပုံမှာတွေ့တာမှုမကင်းယုံမြနဲ့ငါတော့အပေလေးပါရောက်တော့မှာပဲလို့လဲလွယ်လွယ်မမရှောက်မတွေးနဲ့နော်ဟုတ်လားနော်အဲ့ဒါဆိုရင်ကောင်းရရောက်เสียအကြောင်းကိုမရှိတော့ဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့စဉ်းစားတော့ဒေသနာကအကုန်လုံးဘဲဆုံတောင်းဆုံအောင်တွေးတဲ့မြင်တဲ့မှဟုတ်လားဒုတိယပြောတာဗာပြောတာတော့နော်အကုသိုလ်နည်းတယ်ကုသိုလ်တွေများတယ်ကောင်းမှုတွေပြုထားတယ်ဆိုရင်တရားမှမကြောက်ဘူးလို့ပြောထားတယ်ဟောဒါကျွတ်တို့အားကိုးစရာအချက်ကလေးဟုတ်တယ်မဟုတ်လားသူတော်ကောင်းတရားရဲ့အပေါ်မှာတန်တရားကင်းနေတယ်ဘာမှယုံမှတန်တရားမရှိဘူးမြတ်စွာဘုရားဟောထားတာဟောထားတဲ့အတိုင်းမှန်တယ်လို့ယုံကြည်မယ်ဆိုရင်လည်းဘာတော့ဘာမှတေမာကိုကြောက်เสียအကြောင်းမရှိဘူးဒီသဘောကိုပြောတာနော်အဲ့တော့ဒါကိုပြောတော့ဘုံဘုံကဘာအမှတ်ရတော့ဆိုတော့အဲ့ဒီတရားလေးထဲမှာလဲဩထားတာပါပါတယ်အဲ့ဒီစာအုပ်ထဲမှာလဲပါမယ်သုတ္တသောမမင်းကြီးနော်ပောရိတာရအကြောင်းလူတွေတော်တော်များများသိပါတယ်နော်ပောရိတာရကနော်သုတ္တသောမကိုဖမ်းတာလေဟိုမှာခေါင်းစင်းမင်္ဂလာပြုလုံးကြီးဖမ်းသွားတာဟုတ်အဲ့ဒီခေါင်းစင်းမင်္ဂလာမပြုခင်မှာနန္ဒပုံနာကနော်ဂါထာ၄ပုဒ်ကိုပူဇော်တရားရှိတယ်ဆက်တတရားရှိတယ်ဆိုအေးအဲ့ဒီဂါထာတရားဂါထာတွေငါနာမယ်လို့ဂရိပေးထားတာအဲ့ဒါမနာရသေးခင်မှာခေါင်းစည်းမင်္ဂလာပြုပြီးရင်နာမယ်ဆိုပြီးတော့သူကပြောထားတာအဲ့ဒါမနာရသေးခင်မှာဖမ်းခံရတာဟုတ်လားအဲ့ဒီမှာပောရိတာရကတခါတည်းသုဒ္ဓသောမမင်းကိုနော်ပခုံးပေါ်တင်သွားတာဆရာတော်ခဲ့ဘူးသေးတာဆိုတော့အဲ့ဒါခေါင်းကရေဆိုးနေတဲ့ဆပင်ကရေကတစ်စက်စက်ကြာတာကိုတေမှာကြောက်လို့ငိုတယ်လို့ထင်တယ်အဲ့တော့တေရမှာမကြောက်တဲ့လူရှိပါပဲလားပညာရှိလို့တဲ့သုဒ္ဓသောမမင်းကြီးလည်းတေရမှာကြောက်တာပဲကိုသူကမျက်ရည်ကျတယ်ထင်နေတာဟိုကမကြောက်ဘူးအဲ့ဒါဟိုရောက်တဲ့အခါကျတော့သူ့ကိုတခါတည်းရစ်ပူဇော်ဖို့ပေါ့နော်အဲ့လိုတတ်မယ်လို့တဲ့အခါနေပါဦးငါ့ကိုမတတ်ပါနဲ့ငါပြန်လာခဲ့ပါမယ်ငါတရားသွားနာအောင်မယ်အဲ့ဒီမှာပောရိတာရကပြန်မလာလဲရှိသေးတော့ဆိုတဲ့စိတ်ကလေးသူ့မှာရှိတယ်သူ့ဆရာရဲ့ပေါ်မှာသူကဟိုဘက်ကနော်ရုပ်ကစိုးကမဖြစ်မနေဟုတ်လားသုဒ္ဓသောမမင်းပါမရမယ်ဆိုလို့သူကဖမ်းရတာဟုတ်လားပြီးရင်သူ့လက်မောင်းသွေးနဲ့အစားထိုးပြစ်မယ်လို့သူကအဲ့လိုတောင်စဉ်းစားဒါပေမဲ့သူကအဲ့ဒါတော့မပြောဘူးအဲ့လိုဆိုရင်ပြန်လာခဲ့ပေါ့နော်တရားနာပြီးရင်ပြန်လာခဲ့ဆိုတော့သုဒ္ဓသောမမင်းကဒီမှာပြန်သွားတာပေါ့နော်ဟိုရောက်တဲ့ခါကျတော့တကိန်ဒေဝမဟာရာဇတပ်ပိဟောတိတမဂမောတာနံသင်္ကတိပါဠိတိနာတပ်ပိဘဟုသင်္ကမောဂါထာ၄ပုဒ်ရလားအဲ့ဒီဂါထာလေးတွေအလွန်ကောင်းဟုတ်လားတပိဒေဝတမတေထတပိကုဗ္ဗေထတန်ထဝံတတံတတ္တမမညာယတေယောဟောတိနပါပိယောအလွန်ကောင်းတဲ့တရားတွေကတ္တဗမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေအဲ့ဒီတရားဂါထာ၄ပုဒ်နာပြီးတော့အကုန်လုံးကတားနေတဲ့ကြားတွေကပဲပောရိတာရတွေကိုပြန်လာဂတိတည်တာပေါ့နော်ပြန်လာတဲ့အချိန်ကျတော့
ဘောရိတာရာအလွန်မှအံ့ဩတယ်ကိုယ်တေချာပေါက်တတ်မယ်ဆိုတာကိုသိတဲ့နေရာကိုပြန်လာတာဘလို့တောင်သူကတွေးမိတော့ဆိုတော့သူနာယူခဲ့တဲ့ဂါထာတွေရဲ့အစွမ်းနဲ့တူတယ်လူတွေဆိုကြင်ကြင်ဖန်ဖန်ရှာဖို့ဆိုတွေးတာနော်ဟုတ်လားသူနာယူခဲ့တဲ့ဂါထာတွေရဲ့အစွမ်းနဲ့တူတယ်အဲ့ဒါဆိုရင်အဲ့ဒီဂါထာတွေငါနားထောင်ရမယ်ဆိုရင်ငါလည်းပဲသူ့လိုတတ်တိကောင်းနေတယ်ဒါကြောင့်အဲ့ဒီဂါထာတွေအကြောင်းသူ့ကိုပြောပါဆိုမင်းလိုလက်မှာသွေးစွန်းနေအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့ကောင်ဒီလိုတရားမျိုးဘယ်နားလဲမှာတော့နည်းနည်းနှိမ်ပြောတယ်ပေါ့နော်သူ့ကိုဟုတ်လားအဲ့ဒီတရားလေးအသေးစိတ်နားထောင်ကြည့်အလွန်ကောင်းတယ်အဲ့ဒီတရားဟုတ်လားအဲ့ဒါနဲ့နောက်ဆုံးတော့ဒီမှာသူ့ကိုတတ်ပြီးလို့ရှင်သူ့အသားကိုတစို့မှာထိုးပြီးတော့မီးမှာကင်မှုမီးကလည်းပို့ထားတယ်တစို့တွေကလည်းချွန်ထားတယ်ဒါကိုကြည့်ပြီးတော့ဒါကိုမြင်ပြီးတော့သုတ္တတော်မှာမျက်နှာတစ်ချက်မပြတ်ဘူးဟုတ်လားအဲ့ဒါကိုဗောဓိတာရကြည့်ပြီးတော့အံ့ဩပြီးရင်အံ့ဩရင်အံ့ဩနေတယ်ပေါ့နော်မျက်နှာဘလို့တောင်ဖြစ်နေတယ်ဆိုတော့ဘုံမှာကြာပန်းကြီးလို့တဲ့အလွန်မှတန့်ရှင်းကြည်လင်ပြီးတော့တင့်တယ်နေတယ်ပေါ့သိချင်းတရားနဲ့နှစ်ဖူးတွေဒူတွေတွေ့နေရတဲ့လူတယောက်ကဒီတုံ့ပြန်မှုကဘလို့မှယုံနိုင်စရာမရှိဘူးအဲ့ဒါနဲ့သူဘလို့မှမမေးပဲမနေနိုင်ဘူးအဲ့ဒီဂါထာတွေရဲ့အစွမ်းလားဘာကြောင့်တော့သင်ဘာဖြစ်လို့သေမှာမကြောက်တာတော့သေမှာဘာကြောင့်မကြောက်တာတော့ဆိုတဲ့မေးခွန်းလေးကအလွန်ကောင်းတယ်နော်အဲ့ဒီမှာသုဒ္ဓတော်မှာမင်းသူဘာကြောင့်သေမှာမကြောက်တယ်လဲဆိုတာကိုဂါထာတွေရွတ်ပြီးတော့ပြောတယ်အကျမ်းမြင်အနှစ်ချုပ်ကတော့မိဘအပေါ်မှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေကိုငါလုပ်ပြီးပြီတဲ့သားသမီးတွေရဲ့ပုံမှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုငါလုပ်ပြီးပြီဆွေမျိုးတွေရဲ့မိတ်ဆွေတွေရဲ့ပုံမှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုငါလုပ်ပြီးပြီနော်လောကမှာလူတယောက်နော်လူနဲ့တူအောင်နေထားတဲ့လုပ်ငန်းကိစ္စတွေဒါတွေကိုလည်းငါဘာမှမချွင်းစေရဘူးအထူးသဖြင့် तू ဟာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကို तू လှုပ်ထားတယ်ဒါကြောင့်သူ့ဘဝကဘာမှနောင်တရစရာမရှိဘူးမလှုပ်တင်မလှုပ်ထိုက်တာကိုလည်းငါမလှုပ်ဘူးအဲ့ဒါမလို့ငါလူကဘာဖြစ်လို့သေခြင်းတရားကိုကြောက်ရမှာတော့ဂါထာတွေအများကြီးရွတ်ပြီးတော့ပြောတယ်အဲ့ဒါဂါထာလေးတစ်ပုဒ်အနှစ်ချုပ်ကလေးပေါ့လေဘုံဘုံရေးလာတယ်ကတာမေကလျာဏနေကရူပါယင်ညာရိဋ္ဌာယေဝိပုလပတ္တထာဝိသောတိတောပရလောကသမေကောဓမ္မေထိတောကောမရဏတ္တဘာယေတဲ့ဂါထာကြီးတစ်ပုဒ်ဘာပြောထားတယ်ဆိုတော့ကတာမေကလျာဏအနေကရူပါအလွန်များတဲ့ကောင်းမှုတွေကိုငါပြုထားတယ်တဲ့ကောင်းမှုပြုတယ်ဆိုတာအဓိကကတော့ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်တာအနှစ်သာရအဲ့ဒါပဲနော်ကောင်းတဲ့စိတ်တွေအများကြီးဖြစ်အောင်လုပ်တာပေကံစွန့်ကြဲလှူဒန်းရင်းနဲ့ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်တာရှိတယ်စောင့်စည်းရင်းနဲ့ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်တာရှိတယ်တည်ငြိမ်မှုရှိအောင်ကြိုးပမ်းရင်းနဲ့ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်တာရှိတယ်အမှန်တရားကိုသိမြင်နားလည်အောင်ကြိုးစားရင်းနဲ့ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်တာရှိတယ်ဘယ်လိုနာမည်တက်မလို့ဒါနာသီလသမာဓိပညာဟုတ်လားအဲ့ဒါကောင်းမှုတွေကိုသူအများကြီးတဲ့အနေကရူပါအလွန်များတဲ့ကလျာဏကောင်းတဲ့အမှုတွေကိုကတာမေငါပြုပြီးပြီတဲ့ငါအများကြီးအားရအောင်လုပ်ထားတယ်နော်ယင်ညာရိဋ္ဌာယေဝိပုလပတ္တထာပညာရှိသူတော်ကောင်းတွေချီးမွမ်းတဲ့ပေးကမ်းစွန့်ကြဲတဲ့အလုပ်တွေကိုလည်းငါအများကြီးလုပ်ထားတယ်ဒါသူကပေးနိုင်လို့ပေါ့နော်အများကြီးလုပ်ထားတယ်တဲ့ပြီးတော့မှပြောတော့ဝိသောတိတောပရလောကတမက်ခောတဲ့ဟောဒီစကားလေးကလည်းနည်းရှင်းပြရလို့နော်ပရလောကတမက်ခောတဲ့တမလွန်ခီးကိုသွားဖို့အတွက်လမ်းကိုငါတန့်ရှင်းအောင်စင်ကြယ်အောင်သုတ်တင်ပြီးပြီတဲ့ငါသွားရမယ့်လမ်းကိုငါဖြူဖြောင်းနေအောင်လုပ်ထားတယ်တဲ့အဲ့ဒါဘာကိုပြောတာတော့ကျုပ်စဉ်းစားကြည့်တယ်ဟိုတုန်းကလည်းအမှတ်တမဲ့ပဲဟောလိုက်တာပဲနော်တမလွန်ခီးကိုနော်တန့်ရှင်းအောင်သုတ်တင်ထားတယ်ကိုသွားရမယ့်လမ်းကြောင်းကိုတန့်ရှင်းအောင်သုတ်တင်ထားတယ်အဲ့ဒါဘုံဘုံမနက်ကဒါလေးကိုစဉ်းစားတယ်ဘယ်လိုလေးသဘောပေါက်မိတော့ဆိုတော့ကိုသေရမယ့်အဖြစ်ကိုအမှတ်ရပြီးတော့သေရင်ငါဘယ်လိုလေးသေမလို့ဆိုတဲ့အတွေးလေးကိုအခြေခံပြီးတော့ငါကောင်းတာလုပ်မှရမှာကောင်းတဲ့စိတ်နဲ့သေမှသာအဆင်ပြေနိုင်မှာအဲ့ဒီကောင်းတဲ့စိတ်ကလေးဖြစ်အောင်ခုတည်းကငါအများကြီးကြိုးစားထားမယ်တကယ်လို့အဲ့ဒီသေခြင်းတရားနဲ့ရုပ်တရက်ကြီးတွေ့လာမယ်ဆိုရင်တော့အဲ့ဒီအချိန်မှာတုန်လှုပ်မှုမရှိအောင်ငါအများကြီးကောင်းတဲ့စိတ်နဲ့သေနိုင်အောင်အခုတည်းကစပြီးတော့ငါအစမ်းသေပြီးတော့လေ့ကျင့်ကြည့်မယ်အဲ့ဒါလေးကိုဘုံဘုံကပရလောကတမေကောကိုသွားရမယ့်တမလွန်ခရီးအတွက်လမ်းကိုနော်ကောင်းအောင်လုပ်ထားလမ်းလေးကကောင်းမှသွားရတာကောင်းမှာနော်လမ်းမကောင်းတာနဲ့လမ်းကောင်းတာနဲ့သွားလာတာအလွန်ကွာတယ်ဟုတ်လားကိုသွားမယ်လမ်းလေးတော့ကိုယ့်အကိုရှင်းထားတာကောင်းတယ်လေနော်ကို
ကိုမသွားမဲ့လမ်းဆိုတာကိစ္စမရှိဘူးဒါကိုကသေချာပေါက်သွားမဲ့လမ်းကြီးဒီလမ်းကြီးဟုတ်လားအဲ့တော့ကိုသွားမဲ့လမ်းကိုဘာလို့ရမလို့တန်ရှင်းအောင်လုပ်တာတဲ့ဘလောက်ကောင်းတဲ့စကားလေးတုံးဒီဥစ္စာကဟုတ်လားအဲ့တော့စောစောကတရားစာတုံးကပြောလိုက်တဲ့ဟိုအဖွာနော်တကယ်ကိုသေတော့မယ်ဆိုတဲ့အချိန်မှာမေတ္တာလေးကသူသွားမဲ့လမ်းလေးကိုရှင်းလင်းလိုက်တဲ့သဘောမျိုးလေးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်တီလာကိုလည်းမြတ်စွာဘုရားအဲ့ဒါလို့တမလွန်ခီးကိုတန်ရှင်းအောင်ရှင်းပေးနိုင်တဲ့အရာတစ်ခုလို့ဟောတာလည်းရှိပါတယ်နော်ကိုချင်းတီလာတကယ်ဖြူရှင်လို့ရှိရင်လေဒီလူဟာသိခြင်းတရားကိုမကြောက်ဘူးလို့မြတ်စွာဘုရားဟောတာလည်းရှိတယ်ဒေသနာတွေကိုအများကြီးစုံအောင်သိရမယ်နော်ဟုတ်လားအဲ့တော့ဘုံဘုံပြောရင်တာလေးတွေအကုန်လုံးအထိုက်လျောက်လိပ်ပတ်လဲမယ်လို့ထင်ပါတယ်နော်သိရမှာမကြောက်တဲ့ပုဂ္ဂိုလ်၄ယောက်အားတော့ကာမနဲ့ဘဝရဲ့ပေါ်မှာမမောမှုကင်းတယ်ဟုတ်လားအကုသိုလ်နေပြီးတော့ကုသိုလ်တွေများတယ်သူတော်ဟောင်းတရားရဲ့ပေါ်မှာတန်တရားကင်းရှင်းတယ်ဟုတ်လားအဲ့ဒီတွေကဘုံဘုံတို့တွေကကာမရဲ့ပေါ်မှာဘဝရဲ့ပေါ်မှာတွေ့တာမမောမှုကင်းဖို့ဆိုတာကြီးဟာသိမလွယ်လှဘူးနော်သို့တော်လည်းပဲအမြင့်ပြတ်လောဘကိုမပေးရှားနိုင်သေးတောင်ကာမရဲ့ပေါ်ဘဝရဲ့ပေါ်မှာအမှန်တိုင်းနားလေပြီးတော့သူတို့ရဲ့အပေါ်မှာအယံကြီးနော်ဆွဆွလွန်လွန်ကြီးတိမ့်တိမ့်ပိုက်ပိုက်ကြီးမလုံးမိအောင်မဖြစ်မိအောင်အဲ့ဒီလိုစိတ်တွေကိုတော့အဖြစ်နည်းအောင်ဘုံဘုံတို့ဟာကြိုးပမ်းအထောက်တဲ့တယ်ဒါလည်းပဲလောဘဘလောက်ကြီးမှလည်းမကြီးဘူးလဲဆိုတာကမောဟဘလောက်ကြီးမလဲမကြီးဘူးလဲဆိုတာပေါ်မှာမူတည်တယ်လို့ဘုံဘုံထင်တယ်တနည်းအားဖြင့်လောဘနဲ့ပညာနဲ့ကဆန့်ကျင်ဘက်အနေအထားမှာရှိတယ်လို့ထင်တယ်နော်ပညာကြီးရင်ကြီးသလောက်လောဘနည်းသွားမယ်ပညာနည်းရင်နည်းသလောက်လောဘကြီးလာမယ်ဘာလို့ဆိုသူလိုချင်နေတယ်ဆိုတာကွာအမှန်မသိလို့သာလိုချင်မှုကအလိုလျောက်ဖြစ်နေတယ်ဒီဥစ္စာကဟုတ်လားအဲ့တော့ကျွတ်တို့ကလောဘကိုဓာတ်ရိုက်တိုက်ခိုက်ရမှာမဟုတ်ဘူးတကယ်ကဘာကိုဓာတ်ရိုက်တိုက်ခိုက်ရမှာဆိုမောဟကိုဓာတ်ရိုက်တိုက်ခိုက်ရမှာဒါကြောင့်သိအောင်လုပ်ဆိုတာအဲ့ဒါကိုပြောနေတာသူကသိလို့ရှိရင်လိုချင်တဲ့သဘောကသူ့အလိုလိုဘာဖြစ်သွားမှာတော့နေပါသွားမှာဒီသဘောကိုဘုံဘုံတို့ကမြင်အောင်ကြည့်ရမှာဆိုကိုလိုချင်တဲ့အရာကြီးကတကယ်တမ်းကကောင်းတဲ့အရာကြီးမဟုတ်ဘူးအဲ့ဒါကိုသာကိုကဒါကြီးကမကောင်းတဲ့အရာကြီးပါလို့သာပို့ပြီးတော့နားလေအောင်လုပ်မယ်ဆိုလို့ရှိရင်လိုချင်မှာဟဲ့ဆိုလို့လိုချင်မှာမဟုတ်ဘူးအဲ့တော့ကျတို့ကလောဘကိုလျှော့တဲ့နေရာမှာဘယ်နည်းနဲ့လျှော့မှာတော့လို့မေးရင်အမှန်သိတဲ့နီးနဲ့သာလျှော့ကြရမှာအဲ့တော့ကိုလောဘဖြစ်တယ်ဘယ်ဟာပုံမှန်ဖြစ်နေတာတော့ပြောရရင်ကာမနဲ့ဘဝရဲ့ပုံမှာပဲဖြစ်နေတာပါပဲအကျဉ်းမြင်ကဟုတ်လားအဲ့ဒီကိုဖြစ်နေတဲ့အရာရဲ့ပုံမှာပဲတဲ့မြင်အောင်ကြည့်ရမယ်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီနီလန်းကိုပဲပေးခဲ့တာနော်သတိပဋ္ဌာန်တရားဆိုတာကိုလောဘဖြစ်နေတဲ့အရာတနည်းအားဖြင့်ကိုနားလည်မှုမရှိတဲ့အရာတွေရဲ့အပေါ်မှာနားလည်မှုရှိသွားအောင်အမှန်မြင်သွားအောင်ဘုံဘုံတို့ကြိုးပမ်းအထောက်တာပဲဟုတ်တယ်မဟုတ်လားကျတို့လောဘဖြစ်နေတဲ့အရာတွေကအချိန်တိုင်းတွေ့နေကြုံနေရတဲ့အရာတွေပုံမှာပဲဘာဖြစ်နေတာလဲဖြစ်နေတာပဲလေဒါကြောင့်အချိန်တိုင်းတွေ့နေကြုံနေရတဲ့အရာတွေရဲ့ပုံမှာပဲနားလည်အောင်ဘာလို့ရတော့သတိထားခိုင်းနေတာပဲမြတ်စွာဘုရားဟုတ်လားအဲ့ဒါကိုပြောရင်းနဲ့အခုဒီသုဒ္ဓသောမမင်းကြီးအကြောင်းကရောက်သွားတာနော်ဟုတ်လားကုသိုလ်များတဲ့လူကုသိုလ်ပြုထားတဲ့လူဟာသေမှမကြောက်ဘူးနော်ဒီသဘောလေးကိုဘုန်းဘုန်းတို့ကပို့ပြီးတော့လက်တွေ့ကြကြဘယ်လိုလေးနားလည်စေခြင်းသေးလဲဆိုတော့ကောင်းတဲ့စိတ်တွေကိုသာခဏခဏဖြစ်အောင်လုပ်နေနော်စိတ်ကောင်းနှလုံးကောင်းနဲ့နော်အနေများတယ်စိတ်ကောင်းနှလုံးကောင်းအဖြစ်များတယ်ဆိုရင်သေရင်လည်းဒီစိတ်ကောင်းနှလုံးကောင်းအဖြစ်များတဲ့စိတ်ကလေးကနော်ဖြစ်မှာပဲသူကအဲ့ဒါဆိုရင်ဘာဖြစ်မှာတော့ဘာမှသေခြင်းတရားကိုဘုန်းဘုန်းတို့ရုပ်ပြည့်ဆင်းပြည့်ကြီးရင်ဆိုင်ရเสียအကြောင်းမရှိဘူးဒီသဘောပေါ့နော်ဒီနေရာမှာသေခြင်းနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့တွေးတဲ့နေရာမှာနော်အယူစာမှားတွေလည်းမဝင်ဖို့လိုမယ်ပေါ့တချို့ကလိုတာတဲ့ပို့ပြီးတော့ကြောက်ရွံ့ထိတ်လန့်နေတာတွေရှိတယ်ဟုတ်လားတို့ကြပါစို့အကုသိုလ်တရားတွေကအပေချမှာဒီစကားကနားလေတရားရှင်းပြတရားအများကြီးရှိတယ်အပေချတယ်ဆိုတာချနိုင်ကြီးရှိတယ်လို့ပြောတာချကိုချလိုက်မယ်လို့ပြောတာမဟုတ်ဘူးချကိုချလိုက်မယ်ဆိုရင်လူပြန်ဖြစ်เสียတရားကိုရှိမှာမဟုတ်အကုန်အပေကြီးသွားကြဖို့ရှိဟုတ်လားအကုသိုလ်ဖြစ်တိုင်းသာအပေရောက်ရသဏ္ဍာန်ဆိုလို့ရှိရင်အကုန်အပေပုံကြီးရောက်နေကြမှာအမှန်အကုသိုလ်ဟာအပေကိုဖြစ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတာဟုတ်တယ်ဖြစ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပြောတာဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးမတူဘူးတော့စကားနှစ်ခုဆိုကြပါစို့ဦးဇင်းတစ်ခုဥမာပေးမယ်
မျိုးစေ့ဟာအပင်ပေါက်လိမ့်မယ်လို့ပြောတာအပင်ပေါက်နိုင်ခြင်းရှိတယ်လို့သာပြောတာပေါက်ကိုပေါက်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးသူမှအပင်ပေါက်ဖို့အတွက်နောက်ထပ်အကြောင်းတရားတွေအများကြီးလိုသေးရဲ့လေမြေပေါ်ရောက်ဖို့လိုမယ်မြေတောင်6သွေးနေတဲ့မြေဆိုပေါက်မှာမဟုတ်ဘူးစွတ်တဲ့အရေတဲ့စွတ်တဲ့နေရာမှာရောက်ဖို့လိုမယ်အလင်းရောင်ရှိဖို့လိုမယ်ဟုတ်လားဒါကြောင့်မို့လို့ညောင်မဲတပင်မှာညောင်စေ့တွေများစွာနော်ဒါတစ်နှစ်တစ်ခါဖြစ်ပေါ်လာတယ်သီးနေတယ်အဲ့ဒီညောင်စေ့တွေတဲ့အကုန်လုံးညောင်မဲပေါက်သလားမပေါက်ဘူးနော်ချို့လည်းပေါက်တယ်ပေါက်ပြီးတော့ခဏနဲ့သေသွားတာပဲဟုတ်တယ်မဟုတ်လားအကုသိုလ်တရားနဲ့ဒီအပေပုံကိုလည်းပဲအဲ့ဒါလို့ဘုန်းဘုန်းတို့ဘာလို့အောင်တော့နားလေရမယ်ဖြစ်နိုင်ကြီးရှိတယ်လို့ပြောတာဖြစ်ကိုဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးတချို့အဲ့ဒါကိုစွတ်ကြောက်နေတာလည်းရှိတယ်အဲ့တော့တကယ်လို့ကြောက်တာကြီးကိုလုံးဝဒါကြီးကကြောက်စရာမဟုတ်ပါဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူးတားပဲဆိုရင်တားလို့ရတယ်ဆိုတာကိုပြောတာတားလို့မရတဲ့အခြေအနေကြီးလို့ထင်နေရင်တော့အဲ့ဒါပြဿနာအကြီးကြီးဖြစ်နေပြီဟုတ်လားတားလို့မရတဲ့အနေထားမဟုတ်ဘာလို့မလို့တားရမယ်ဘာနဲ့တားမလို့ဆိုတော့ကုသိုလ်စိတ်နဲ့တားရမယ်အဲ့ဒါကိုလည်းစာရီထဲမှာအလွန်ဖို့တယ်တဲ့ဥမာလေးပေးထားတာရှိတယ်ကြောက်ခဲရရည်တဲ့နှစ်တက်တဲ့သဘာဝနှစ်မှာပဲသူကကြောက်ခဲရရည်နှစ်တယ်လို့ပြောလွဲကိုမလွဲဘူးမှန်တယ်သို့တော့လှေပေါ်တင်ထားမယ်ကဲအဲ့ဒီကြောက်ခဲကိုလှေပေါ်တင်ထားမယ်နှစ်သလားအဲ့ဒီကြောက်ခဲမနှစ်ဘူးအဲ့ဒါကိုကြည့်ပြီးတော့ကြောက်ခဲရရည်တဲ့မနှစ်ဘူးလို့ပြောလို့ရသလားလှေပေါ်ရှိနေတဲ့ကြောက်ခဲဘလို့နှစ်ပါမလို့အဲ့ဒါကုသိုလ်ကလှေနဲ့တူတယ်ပေါ့နော်ကြောက်ခဲကအကုသိုလ်နဲ့တူတယ်ပေါ့နော်အဲ့ဒါကုသိုလ်တရားအားကောင်းကိုကလှုပ်ထားမယ်ဆိုရင်ဒီအကုသိုလ်ကအကျိုးပေးခွင့်မသာဘူးပြီးရင်ဘဝတစ်ခုမှာကိုကပညာဉာဏ်ကိုသစ္စာလေးပါးသိတဲ့အဆင့်ထိမြင့်တင်နိုင်မယ်ဆိုရင်အပေရောက်သည့်အထိကိုမှားယွင်းခဲ့တဲ့စိုးသွမ်းတဲ့အကုသိုလ်တရားတွေအကုန်လုံးပါဖြစ်သွားမှာတော့အဟောတိကံဖြစ်သွားမယ်ဟောအပေကြတဲ့အကြောင်းအဲ့ဒီမှာမရှိတော့ဘူးနီလန်းတွေကအကုန်လုံးသူ့အတူပြည့်ပြည့်စုံစုံရှိနေတာဘာမှကြောက်เสียအကြောင်းမရှိဘူးတွန်းနေလွဲမားတဲ့အသည့်တွေကြောင့်မို့လို့ကိုပဲအကြောက်လွန်ပြီးတော့ကိုကြောက်တယ်လို့ကြီးဖြစ်သွားမှစိုးရသေးတယ်အဲ့ဒါကြောင့်မလို့ပြောပြတယ်နော်ဒီစကားကဟုတ်လားဒါကြောင့်မလို့ကိုယ့်အကုန်လုံးနားလည်အောင်လုပ်ခုနကတော့ပြောထားတဲ့နော်တမလွန်ခီးကိုတန်ရှင်းအောင်ကနော်ဖြူဖြောက်နေအောင်ပြင်ဆင်ထားတယ်လမ်းကိုရှင်းထားတယ်ဆိုတာလေးကိုဘုံဘုံကကောင်းကောင်းလေးနားလည်သိခြင်းတယ်ဟုတ်လားနားလည်ထားအကုန်လုံးစသုံးနားလည်ထားငါတစ်ချိန်မှသိမှာနော်သိတာတော့ဘယ်ချိန်သိမယ်မှတော့ငါသိခွင့်မရှိဘူးဒါကြီးကသေချာပေါက်တွေ့ရမယ့်ကိစ္စကြီးအဲ့ဒါကိုသိရင်စိတ်ကသူ့အတူတူအဖြေမှန်ထုတ်ပေးမှာဘဝပေါ်မှာမင်းသိပြီးတော့မက်မနေနဲ့ဒီသိခြင်းကိုသိတဲ့အသိဉာဏ်ကပဲကိုယ်ကိုဘာလုပ်သွားမှာတော့အဆင်ပြေအောင်ကောင်းမွန်အောင်အကုန်လုံးထိန်းချောင်းသွားနိုင်လိမ့်မယ်ပြုပြင်သွားနိုင်လိမ့်မယ်လို့ဘုံဘအဲ့လိုလဲယုံကြည်မိတယ်ပြဿနာကျွတ်တော့အဲ့ဒီကိစ္စကောင်းတဲ့ကိုမထည့်တဲ့ကိစ္စကောင်းတဲ့ကိုမထည့်တာပြဿနာနော်သိချင်းတရားဘယ်လောက်စဉ်းစားလို့တော့စဉ်းစားရင်သူအပြေလေမှသူကဟုတ်လားစဉ်းစားခဏခဏစဉ်းစားရင်ကိုယ်ငါဘာမလုပ်သင့်ဘူးဘာလုပ်သင့်လဲဘယ်လိုနေသင့်လဲဘယ်လိုမနေသင့်ဘူးအကုန်လုံးအစီအစဉ်တွေကသူ့အတူတဲ့သွားမှာမှန်သွားမှာအစီအစဉ်တဲ့သွားပြီမှန်သွားပြီဆိုရင်ဘာမှကြောက်စရာမရှိဘူးသူ့အတူဒါဘာဖြစ်သွားမှာတော့ကောင်းမွန်သွားမှာပဲဒီသဘောပဲနော်ဒါကြောင့်ဒီသိချင်းတရားကိုစဉ်းစားပြီးတော့ဒါဖြစ်ပေါ်လာတဲ့အသိဉာဏ်ရဲ့လမ်းညွှန်ချက်အောက်မှာနေထိုင်သွားမယ်ဆိုရင်သူအကောင်းမှုနဲ့လည်းသူကင်းကွာမှာမဟုတ်သူနားလည်ပြီးသားလေတော့သိချင်းတရားခဏခဏစဉ်းစားရင်ငါမကောင်းတဲ့စိတ်နဲ့တော့သိချင်းတရားရင်ဆိုင်လို့ရမှာမဟုတ်အဲ့ဒါဆိုရင်ဘာမှအခြေအနေကောင်းမှာမဟုတ်ဘူးအဲ့တော့ကောင်းတဲ့စိတ်တွေများအောင်ငါလုံးမရမှာသူအကုန်လုံးနီးလန်းကိုလည်းသိမယ်လေ့ကျင့်ပြီးသားလည်းဖြစ်သွားမယ်ဒါလက်တွေ့လေးတွေကိုဘုံဘုံကခန်းစားတတ်သိခြင်းတယ်အခုသိခြင်းတရားကိုစဉ်းစားရင်အခုကောင်းခြင်းစိတ်ပေါက်ပြီးတော့ကောင်းတဲ့လုပ်ကိုအခုကိုထပ်ပြီးတော့အကောင်ထဲဖော်ပြလိုက်တာတွေရှိတယ်ဟုတ်လားဆိုကြမှာဆိုလှူတာတန်းတာတွေအကောင်ထဲဖို့ဆိုတာခဲရင်းတယ်နော်တိုင်းဝိုင်းပြီးတော့လုံနေရသေးတယ်ဟုတ်လားတကယ်တမ်းကောင်းမှုပြုတယ်ဆိုတာကောင်းတဲ့စိတ်တွေအစဉ်တန်းရှိတဲ့စိတ်တွေဖြစ်အောင်လုပ်လိုက်တဲ့သဘောပဲလေတော့သိခြင်းတရားကိုစဉ်းစားနေတဲ့တောက်လျှောက်တန်းပြီးတော့မေတ္တာကိုတက်ဝင်လိုက်တာမျိုးနော်ကိုယ်ခန္ဓာမှာဖြစ်နေတာကိုသတိထားပြီးတော့အမှန်သိအောင်ကြိုးပမ်းအားထုတ်လိုက်တာမျိုးပေါ့တတိပဋ္ဌာန်နယ်မြေတွေကိုတောက်လျှောက်ပဲစိတ်ကသက်ဆင်းပလိုက်တယ်ဘယ်သူကသူ့ကိုအဲ့ဒီနေရာရအောင်တခါတည်းတွန်းလိုက်တာတုံးလို့မေးရင်သိခြင်းကိုစဉ်းစားတဲ့နော်သိခြင်းကိုသိတဲ့အသိဉာဏ်ကပဲမင်းဒါလို့တော့လို့တခါတည်းခိုင်းလိုက်တာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဒီတမလွန်ခရီးလမ်းကြောင်းကိုနော်မဖြောင်းနေအောင်ဖြူးနေအောင်နော်ပြင်ဆင်ထားတဲ့လမ်းကိုတုတ်တင်ထားတဲ့ဆိုတာလေးကိုကိုဉာဏ်နဲ့ကိုလည်းပဲဒါဘုံဘုံကဆက်ပြီးတော့စဉ်းစားသိခြင်းမှသေးတယ်ဟုတ်လားအဲ့တော့ဘာအားကိုးရမှာတုံးလို့မေးရင်ပညာပဲနော်ဟုတ်တယ်မဟုတ်လားပညာပဲ
ဟုတ်လားပညာဆိုတဲ့အမောဟဓာတ်အားကောင်းရင်လောဘဓာတ်နေမယ်လောဘဓာတ်နေရင်လည်းဒေါသဓာတ်နည်းသွားမှာပဲဘာမှအစင်မပြေဖြစ်เสียအကြောင်းမရှိဘူးဟုတ်ပြီနော်အဲ့ဒါလို့ဆိုလို့ရှိရင်ဘုံဘုံတို့နော်သေခြင်းတရားမှာအစဉ်ပြေပြေနော်ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့အတွက်နော်ဘဝရဲ့အကြောင်းသေခြင်းတရားရဲ့အကြောင်းဒီဖြစ်နေတဲ့သဘောတဘာဝတွေရဲ့အကြောင်းကိုသာနော်ဘယ်စုံတောင်းစုံကနေအများကြီးမှန်မှန်ကန်ကန်နားလည်အောင်သိအောင်ဘုံဘုံတို့ကြိုးမအထောက်မယ်ဆိုလို့ရှိရင်အဲ့ဒီအတိအဲ့ဒီဉာဏ်ပညာကပဲအစစအရာဘုံဘုံတို့ကိုကောင်းမွန်သွားစေလိမ့်မယ်ဘုံဘုံတို့ကောင်းကောင်းစောင့်ရှောက်ပေးလိမ့်မယ်ဒီသဘောကိုပြောတာနော်ဒါကြောင့်ကိုယ်မှာအာကိုအာရာနော်အဲ့ဒီအချိန်မှာတကယ်နော်ကြီးကြီးမားမားရကျင်တယ်ရှိကျင်တယ်ဆိုရင်ဘာလို့သာဘုံဘုံတို့ရှာဖွေထားကြမှာတော့ပညာကိုရှာဖွေထားကြမှာနော်အဲ့ဒါသတိပဋ္ဌာန်တရားအားထုတ်တယ်ဆိုတာနော်အထီရောက်ဆုံးပညာရှာဖွေတဲ့နေလမ်းပဲဟုတ်လားနော်ဘဝရဲ့အကြောင်းကိုအမှန်ကန်သိအောင်မြင်အောင်ကြိုးပမ်းအားထုတ်ပြီးတော့မြင်မှလာတဲ့ဉာဏ်ပညာရဲ့အစောင့်အရှောက်ကိုယူပြီးတော့အဲ့ဒီဉာဏ်ပညာကိုပဲအားကိုးပြီးတော့တို့နေကြရမယ်ဆိုတာလေးကိုနားလည်ပြီးတော့နော်ဉာဏ်ပညာကြီးမားအောင်နော်ရှာဖွေစုဆောင်းနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတယ်ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုံညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း